ဟုတ်ပြီဒီနေ့ကတော့ဆရာတို့တရက်8လ2026ညဘက်ပညာဒါနသင်တန်း8ခွဲ9ခွဲကိုမမိလိုက်တဲ့သင်တန်းသူသင်တန်းသားတွေအတွက်ဆရာပြန်ပြီးတော့လက်ချပြန်လုပ်ပေးလိုက်တာเนาะမနေ့ကဗာသင်သွားလဲဆိုရင်ဆရာတို့ A1 beginner အတွက်ပေါ့เนาะalphabet သင်သွားတယ်နောက်တစ်ခုကsentence structureဆိုပေမဲ့အများကြီးမဟုတ်ဘူးเนาะ basic ပဲသင်သွားတာเนาะbasic sentence structure သင်သွားတယ်ပြီးတော့နောက် numbers တွေသင်သွားတယ် numbers တွေမှာမှ1 to 100လောက်ထိပဲသင်ရသေးတယ်เนาะဒါပေမဲ့ video ထဲမှာဆရာတိတိကျကျရှင်းပြထားမယ်သင်ထားပြီးတဲ့သူတွေရောမသင်ထားတဲ့သူတွေရောလိုက်ပြီးလေ့လာလို့ရအောင်เนาะ okay ဒါဆိုရင်ဆရာအမျိုးဆုံး alphabet ကိုသွားလိုက်မယ်เนาะ alphabet မှာဘာတွေရှိလဲဆိုတော့ABC ပေါ့ကွာမင်းတို့ဒီဆရာလည်းပြောခဲ့တယ်ဒီ A1 beginner အတန်းဒီ basic အတန်းလုံးဝဖြစ်တဲ့အတွက်ဒီ ABCD ကနေပြန်သင်ရမယ်လို့ပြောခဲ့တယ်เนาะအဲ့တော့ဆရာတို့ ABCD လေးကနေပြန်ပြီးတော့စလိုက်ကြရအောင်เนาะဟုတ်ပြီတန်ထွက်လေးစမယ်เนาะဒါ A ဟုတ်ပြီเนาะပြီးရင် B မှာလေးနည်းနည်းဝက်ဆနှလုံးပေါက်အတန်လေးပါမယ်နော် B လိုမျိုးပေါ့ဒါပေမဲ့အဲ့လောက်လည်းမရောက်ဘူး B ပြီးရင် C ပြီးရင် D E ပြီးလမ်းပြောင်းမယ်နော် F ပြန်ပြောမယ်နော် F ပြီး G သူ့မှာလည်း E တန်လေးပါနော်ဟိုဟာ G ဆိုပေမဲ့ဂျာတန်နော်ဂျာ G H သူကကြတော့ H လို့ခေါ်လဲ H အဲ့လိုမဟုတ်ဘူးရင်လည်းဒီမှာ H ပေါ့နော် H ကိုချအောင်နည်းနည်းလေးအတန်မထွက် half sound လောက်ပဲထွက်တဝက်လောက်ပဲထွက် H ဒါရီအမြဲတမ်းအတက်လေးနဲ့နော် H ပြီး I ကိုI တို့ J I တို့အဲ့ဒီက I ပဲနော် H မဟုတ်ဘူးနော် H I J ကကြတော့မင်းတို့ပြောနေတဲ့ J ဝင်တာနော် J ဝင်တာနေလာတဲ့ J နော်အဲ့တော့ J ပြီးနောက်တစ်လုံးဒီကောင်ရေးကြည့်တယ်နော်ပြီး K ကိုမှတ်မယ်နော် K မှတ်မယ် K ရေးကြည့်နော် K သူကမြန်မာ student တွေပေါ့နော်အများဆုံးထွက်ကြတာ K လို့ထွက်ကြတယ်နော်အဲ့ဒီ K မဟုတ်ဘူးဆရာတို့ကခဆောင်နော် K နော်ကိုယ်ထိုးခကိုရေး K လို့သွားမယ်နော် K ပြီး L ကဟိုအဲ့လေဆိုပြောတယ်အဲ့လေ L နော်ပြီးွားရင် M ပါဇက်ပိတ်မယ်နော် M ပြီးရင် N နှာခေါင်းလေးနဲ့လေးတုံအောင် N ပြီး Oပြီး P နော်ဒီကောင်ကကောင်းလေးရေးကြည့်ရနော်ဒီကောင်ကိုကြည့်မယ်ဒီကောင်ကအရေးကြီးတယ်ဆိုတော့ဒီမှာအများစုခေါ်တာ P လို့ခေါ်တာနော် P နဲ့ခေါ်တာမဟုတ်ဘူးဘယ်လိုခေါ်မလဲ P နော်ဖောက်ထုတ်တယ်နော်နည်းနည်းတော့ဒီလိုပြီးဆောင်လေးပါ P နော် O P Q ကို Q R ကောင်က R တန်နော် R
S 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 ဒီ link sound တွေဖြစ်တဲ့အချိန်မှာခါတလေ S ကနေပြီးတော့ Z တန်ထွက်တတ်တယ်နော် Z တန် Z S ကနေ Z တန်ထွက်တတ်တယ်နော် S ကနေ Z တန်နော်မှတ်ထားနော်ပြီးရင်ဒီကောင်ရေးကြည့်တယ်ဒီကောင်လေးဘာတန်ထွက်မလဲဆိုတော့ပြောမယ်နော်ဒီမှာအများစုခေါ်ကြတယ်တီနဲ့ခေါ်တာနော်မဟုတ်ဘူးနော်အစိန်လူတန်ပဲထွက်မယ်နော်တောင်းမှုတန်မထွက်ဘူးထီဆရာတို့ထိုးတဲ့ထီဟိုနော်မနေ့ကထွက်တဲ့ထီနော်ထီတန်ထွက်မယ်နော်ဟုတ်ပြီနော်ထီပြီး U ဒီကောင်ရဲ့ U ဖြစ်သွားတယ်နော် U ပြီး V ရှင်း W ဟုတ်ပြီနော်ဒါကိုကြတော့ France မှာကြတော့ဒီ W လို့ခေါ်တယ်နော်ဒီ W ကိုနော်အဲ့တော့ V လေးနှလုံးဆက်ထားတာနော်ဒီမှာ V လေးနှလုံးဆက်ထားလို့ဆိုပြီးသူတို့က W လို့ခေါ်တယ်ဒါပေမဲ့ English မှာကတော့ W နော် W X တန်ဒီ E နဲ့ K နဲ့ S နဲ့ပေါင်းတာနော် X ဒီကောင်းနဲ့မှာတက်တယ်ဒီ X ဒီ H နဲ့မှာတက်တယ်နော်အတန်ထွက်ကိုတနည်းပြီးတောင်းထွက်မယ်နော်ပြီးသွားရင်ကွဲအောင်ထွက်မယ်နော် H ဒီကောင်က X ဒါဆိုရင်ရှင်းမယ်နော် H နဲ့ H ဟုတ်ဘူး sorry နော် H X ဟုတ်ပြီနော် Y ပြီးဒါဒီUS မှာ Z လို့ခေါ်တယ် Z ကျတော့ဒီ British မှာကျတော့ Z နော် Z H X Y Zဟုတ်ပြီနော်ဒါဆိုရင်ဒီနေ့ဒီ alphabet သိတယ်ဒါပေမဲ့အကုန်လုံးကတော့ဒီ alphabet ကတော့သိထားကြပြီဒါနော်ဒီမှာဘာလေးတွေနှုတ်မှတ်မလဲဆိုတော့ဆရာတို့ဒီမှာ H တန်နော် H နဲ့ X နဲ့တန်ကွဲပြားရမယ်နော် H နဲ့ X နဲ့တန်ကွဲပြားရမယ်နောက်တစ်ခု K လုံးဝမသုံးဘူးနော် K လို့ပဲသုံးမယ်နော် P လုံးဝမသုံးဘူးP လို့လုံးဝမသုံးဘူး P လို့သုံးမယ်နော် T လို့လုံးဝမသုံးဘူး P လို့သုံးမယ်ဟုတ်ပြီနော်နောက်တစ်ခုနောက်သုံးလုံးထပ်ပြောပြမယ် B နော် B M P P ရထပ်ပါမယ်နော် B M P ဟုတ်ပြီနော်ဒီစကားလုံးသုံးလုံးနဲ့ဆုံးရင်ပါဇက်လေးကိုပိတ်ပေးရနော်ပါဇက်လေးကိုပိတ်ပေးရမယ်နောက်တော့ပါဇက်လေးကိုပိတ်ပေးရမယ် example လေးပြောပြမယ်နော် J O B ကြောက်ပါဇက်ပိတ်မယ်နော်ပါဇက်ပိတ်ပြီးလိုက်ဆိုမယ်နော်ဆရာတို့မနေ့ကဒီတင်တန်းမှာလည်းလူကအများကြီး50ကျော်လောက်ဝင်နေတာဖြစ်တဲ့အတွက်အကောင်လုံးကလိုက်မဆိုနိုင်တဲ့အခါမှာကိုယ့်ဘာကိုအနောက်ကနေအတန်ပိတ်ထားလဲလိုက်ဆိုစေခြင်းတယ်ပေါ့နော် J O B ကြောက်နော် M ကမနေ့ကဆရာတို့တယောက် example ပေးကောင်းတယ် that double O B M ဆရာတို့ zoom နဲ့ဝင်တာเนาะအဲ့တော့ zoom ပါဇက်ပိတ်မယ်เนาะပါဇက်ပိတ်မယ်ပြီးနောက်တစ်ခုပေးတာ example MAP map နေပုံเนาะအဲ့တော့ job ပါဇက်ပိတ်မယ် zoom ပါဇက်ပိတ်မယ် map ပါဇက်ပိတ်မယ်
တော့ဒီ alphabet တွေဆရာတို့သင်ရင်းနဲ့ဒီထွက်တဲ့အတန်လေးတွေကိုတခါတည်းသင်သွားတယ်เนาะအဲ့တော့ဒါလေးတွေလိုက်မှတ်ထားမယ်เนาะအဓိကဟိုနှုတ်မှန်မှာဒီ K P T ချီတွေ့ချီကိုတွေ့ပြီးတော့တတိတီဖြစ်နေရင်တွေ့မယ်เนาะသင်္ကန်းသင်္ကန်းထဲမှာတွေ့မယ်ဟာပြီးရင် B M P ဟုတ်ပြီเนาะ B M P ပါဇက်တွေပိတ်ဆိုမယ်เนาะ job zoom map ဟုတ်ပြီเนาะ S ပြီးရင်ဒီ H အတန်ထွက်လေเนาะ H ပြီး X X เนาะအဲ့ဒါလေးတွေတခြားထွက်မယ် R R ပဲ Q Q Q ပြီး U V F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  ကိုပါတန်လေးထွက်တာเนาะ F သွားအရှိသွားလေးချတဲ့လေးထွက်ပါ F G เนาะကြားတယ်เนาะ G G G ပြီးတော့ K L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  ရမယ်เนาะ M ကပါဇက်ပိတ်မယ်เนาะတော့ပါဇက်ပိတ်ဆိုမယ်နောက်တစ်ခုဒီမှာခုနဆရာပြောခဲ့တဲ့တခြားเนาะ S S ဒီဇက်တန်လေးနောက်ပိုင်း link sound တွေမှာပြောင်းတတ်တယ်အဲ့ဒါလေးကိုသတိထားပေးမယ်เนาะ Okay ဟုတ်ပြီဒါဆိုရင်ဒီနေ့ဆရာတို့ alphabet ကိုဒီလောက်နဲ့ရက်လိုက်မယ်เนาะ